ဟာဗီဒီယိုဘယ်သူနဲ့တူလို့ကြောင်းပြေးတက်တာလဲတဲ့အ မေနဲ့တူလို့ပေါ့ပြောလိုက်သူနဲ့တူတာလို့ ဘာလဲမြင့်မှာပြင်းစရာကောင်းတဲ့မိဘကြီးပိုင်ဆိုင်ထားလို့ငေါ့လာမင်း မဟာဗီဒီယို အမေမပိုင်ပြတ်မလားနဲ့ နော် အမေကတောင်းစစ်စပယ်ကောင်းပါနေတယ်မိဘကိစ္စစကားများနေရပြစ်ကြတယ်စပယ်ဆွဲပြီးတော့ပုတ်ဆွဲလိုက်လို့တစ်ဖက်မှာလည်းတရားရသွားတယ် ကျမသမီးမရှုံးဘူးမလား မဟာ TV ကြည့်ပရိသတ်တွေအတွက်မဟာမှာပဲကြည့်ရှုလို့ရမယ်ဗီဒီယိုစကားကောင်းများကိုတင်ဆက်ပြသသွားမယ်မဟာဗီဒီယို